blind ပေါက်နဲ့ဖားမကောင်းနဲ့ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျ Top Vlog Channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ law ပဲဖြစ်ပါတယ်အာဆင်နယ်အသင်းပြီးခဲ့တဲ့နေ့ဘာကြောင့် Premier League Champion ဖြစ်သွားတယ်လို့ထင်လဲခင်ဗျဂိုတမဒေးဗစ်ရိုင်ယာခန်းစစ်ကစားသမား2ဦးဖြစ်တဲ့ William Saliba Gabriel တို့2ဦးရဲ့ဆွမ်းဆောင်ရည်အဓိကချက်ချကြတယ်လို့ပြောရင်လည်းမမားဘူးဘာကြောင့်လဲဆိုတော့အာဆင်နယ်အသင်းဟာတစ်ဖက်ပြိုင်ဘက်အသင်းကိုဂိုးမသွင်းနိုင်သည့်အထိတိုင်အောင်သူတို့အသင်းဂိုးမပေးရဖို့အရေးကအဓိကချက်ချကြခဲ့တယ်ခင်ဗျပြီးခဲ့တဲ့နေ့မှာသူတို့အသင်းဥဆောင်ကိုတကိုးရရှိပြီဆိုရင်သူတို့နောက်ထပ်လုပ်တဲ့အလုပ်ကဒုတိယမြောက်ဂိုးသွင်းဖို့မဟုတ်ဘဲနဲ့ရှေ့ပါကိုမပေးရဖို့အရေးသူတို့ဆော့ကစားခဲ့တာဒါကအာတေတာရဲ့ကစားကွက်တွေကတစ်ခုပေါ့ဗျဒီနေရာမှာကျွန်တော်အဓိကပြောချင်တာခန်းစစ်ကစားသမားရဲ့စွမ်းဆောင်မှုကဘယ်လောက်ထိအရေးကြီးချက်ချကြလဲဆိုတာကိုထောက်ပြချင်တာပါဟုတ်ပြီဗျာကျွန်တော်တို့ United အသင်းရဲ့အကြောင်းလေးတွေတစ်ချက်ပြန်သုံးသပ်ကြည့်အောင်ဗျတိုက်စစ်ရတော့ကျွန်တော်အနေနဲ့ကတော့လူမခေါ်သေးလဲရတယ်လို့ကျွန်တော်မြင်တယ်ကွင်းလေကတော့2ယောက်ခေါ်ပြီးသွားပြီနောက်ထပ်အဓိကကွင်းလေကစားသမားတူခေါ်မယ်ဆိုတဲ့သတင်းတွေကတောက်လျှောက်ကိုထွက်နေတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ပြောချင်တာကခန်းစစ်ကစားသမားတွေရောတကယ်လုံလောက်ပြီလားခန်းစစ်ကစားသမားတွေရဲ့အစုအဖွဲ့တွေရောဒါမဲ့ပြိုင်ပွဲတွေကိုရှင်ပြိုင်ဖို့အတွက်လုံလောက်ပြီလားဆိုတဲ့မိကွန်းတွေထုတ်သွားခြင်းပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ United မှာဘိုးခန်းစစ်ကစားသမားအဓိက3ဦးရှိတယ်ပေါ့နော်စီနီယာကစားသမားဒီလစ်မကွိုင်းယာမာတီနက်စ်ဒီလစ်ဟာဒိုင်ယန်ရနေတယ်ဘယ်တော့ပြန်ကစားနိုင်မလဲဆိုတာအတိအကျမသိဘူးပြန်ကစားနိုင်ခဲ့သည်ရှိတော့ခြေစွမ်းပြနိုင်မလားဆိုတော့လည်းမသိဘူးမကွိုင်းယာအသက်33နှစ်ရှိပြီဗျသူပွဲတိုင်းလို့ပွဲစဉ်တိုင်းလို့ဒိုင်ယာကင်းကင်းနဲ့ဆော့ကစားပေးနိုင်မှာလား performance ကြမသွားဘဲနဲ့ဆော့ကစားပေးနိုင်မှာလားမိခွန်းထုတ်စရာတွေရှိမယ်တစ်ဖက်လီဆန်ဒရိုမာတီနက်မှာလည်းပဲပြီးခဲ့တဲ့ကမ္ဘာဖလားမှာအိမ်ပြန်လမ်းမှာဒိုင်ယာကြီးကိုလက်ဆောင်ယူပြန်ပေးလိုက်တယ်ခင်ဗျဒါကြောင့်ကျွန်တော်တို့စီနီယာကစားသမားတွေကချင်းနေတိတ်မကောင်းဘူးဒါ့အပြင်လူငယ်ကစားသမား2ဦးဖြစ်တဲ့ယိုရိုဟေဗန်စတဲ့အဲ့ဒီ2ဦးမှာဟေဗန်ကတော့သူ့အနေထားအရတင်ငင်မှုတွေရှိသေးတယ်ခင်ဗျတစ်ဖက်ကမာတီနက်စ်ပဲဖြစ်မကွိုင်းယာပဲဖြစ်သူ့ဥဆောင်ပြီးတော့သူဆော့ကစားပေးရင်သူကလည်းထိုက်လျောက်တင်ငင်တဲ့ performance လေးတွေတော့ပြနိုင်ခဲ့တဲ့ပွဲစဉ်တွေအများကြီးတွေ့ရတယ်ယိုရိုကတော့ကျွန်တော်တိတ်သဘောမတွေ့ဘူးဝါလည်းနှုတ်သေးတာဟုတ်တစ်ဖက်ပြိုင်မဲ့အသင်းတွေက pressing တွေအားဖိပြီဆိုရင် तू မခံနိုင်ဘူးဒါအပြင်ဝါလည်းနှုတ်သေးတယ်ဒါကြောင့်မလို့ကျွန်တော်တို့စဉ်းစားရမှာကအဲ့ဒီခန်းစစ်ဘိုးခန်းစစ်နေရာအတွက်အင်အားလူအင်အားလုံလောက်မှုရှိရလားဆိုတဲ့အချက်ပါဖြေရတော့ no ပါပဲဘာဖြစ်လို့လဲဆိုတော့အရင်တနေ့ကျွန်တော်တို့အသင်းဟာ Premier League ပွဲတွေပဲများသောအားဖြင့်ဆော့ကစားခဲ့ရတယ်တခြားသော FA Cup ခါရာဘောင်ကပ်အစောကြီးပြုတ်တယ်ပွဲစဉ်တွေအများကြီးမရှိဘူးတပတ်တစ်ပွဲတချို့လာတယ်ဆိုရင်နှစ်ပတ်မှတစ်ပွဲတို့ဘာတို့ဒီအခြေအနေတွေကြောင့်ကစားသမားတွေကဒဏ်ရာရရှိတဲ့ရာခိုင်နှုန်းနည်းတယ်ပွဲပန်းတဲ့ရာခိုင်နှုန်းတခြားအသင်းတွေထက်ပိုနည်းတယ်စတဲ့အကြောင်းပြချက်တွေကြောင့်ဟယ်ရီမက်ကွိုင်းကအများကြီးဆော့ကစားပေးနိုင်ခဲ့တယ်ပေါ့နော်လာမယ့်ရာသီမှာချန်ပီယံလိရှိမယ်ပရီးမီးယားလိရှိမယ်အဓိကပြိုင်ပွဲ2ရက်ရှိမယ်ဗျာအဲ့ဒီပြိုင်ပွဲတွေမှာဝီဆော့နိုင်ဖို့အတွက်အခုကစားသမားစုဖွဲ့နေလုံလောက်ရဲ့လားနော်မလုံလောက်ဘူးဗျဒါပြင် FA Cup တို့ Carabao Cup တို့လည်းရှိသေးတယ်ဒီနေရာမှာတော့တခြားသောလူငယ်ကစားသမားတွေပွဲထွက်တာတို့ခွင့်ရေးပေးတာတို့ရှိကောင်းရှိနိုင်တယ်ဆိုပေမဲ့ခုနပြောတဲ့ Premier League နဲ့ Champion League ခီးလန်းကြီးကိုဖြတ်တန်းဖို့အတွက်ဆိုရင်ဒီကစားသမား2ယောက်ထဲနဲ့ဘလို့မှမလောက်ဘူးဗျဘာဖြစ်လို့လဲဆိုတော့ဟယ်ရီမက်ကွိုင်းယာဒီအသက်33နှစ်ရှိပြီလီဆန်ဒရိုမာတီနက်ဒီပြီးခဲ့တဲ့ကမ္ဘာဖလားဒိုင်ယာလည်းရလာတယ်ပြီးရင်သူ့ရဲ့ဆော့ကစားပုံကလည်းနည်းနည်း aggressive ဖြစ်တဲ့အတွက်ကြောင့်တစ်ခါတလေရမှာမထင်မှတ်ပဲနဲ့အနီကပ်ပွဲပဲပြစ်ဒဏ်နေမရဘူးလို့မပြောနိုင်ဘူးဗျဒိုင်ယာတွေလည်းမရဘူးလို့ကျွန်တော် Man United အသင်းဒီ CB Central Back ကစားသမား2ဦးမဖြစ်မနေဒါမှမဟုတ်2ဦးတကယ်အတွေ့အကြုံရှိတဲ့ကစားသမားဖြစ်ဖို့လိုသေးတာဟုတ်ဒီနေရာမှာခေါ်မယ်ဆိုရင်ခေါ်သိနေလို့တော့ကျွန်တော်မြင်တယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ပလိုင်းပေါက်ကြီးနဲ့ဖားကောက်နေတယ်လို့ဖြစ်လိမ့်မယ်ခင်ဗျ
ဒါတော့မှကျွန်တော် left back တွေ right back တွေကျွန်တော်မပြောသေးဘူးကျွန်တော်တို့ဖြစ်တင်းရမှာတွေအများကြီးရှိတယ်ဗျကျွန်တော်တို့အတင်းရဒီဟာဒီမှာတခြားအတင်းတွေကြည့်လိုက်အောင်ခေါ်လိုက်တဲ့လူတွေဝုံတိုင်းကျဲထင်တိုင်းကိုကျဲနေကြတာကျွန်တော်တို့ United အတင်းဒီအလုပ်တွေဒီထက်မကအများကြီးလုပ်ဖို့လိုတယ်ခင်ဗျလာမယ့်ရာသီမှာပြန်ပွဲအများကြီးရှင်ပြိုင်မှာအဲ့ရှင်ငါကြရင်ကစားသမားတွေရဲ့ပွဲပန်းမှုတန်းဒဏ်ရာရရှိမှုအခြေအနေစတဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့အလဲလဲလုံးစရာကစားသမားတွေအရန်ရှိနေမှာဖြစ်မယ်ကစားသမားဖြစ်တည်မှုအင်အားတောင်းတင်းနေမှာဖြစ်မယ်ခင်ဗျကျွန်တော်ဒီလိုပြောရခြင်းဟာနောက်နေ့မှာကျွန်တော်တို့ United အသင်းတွေဖြစ်ချန်ပီယံဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြောတာတော့မဟုတ်ဘူးကျွန်တော်ဆိုလိုချင်တာကယာတကီတစ်ခုကိုအဆင့်1 to 4တွင်းဝေးနိုင်ဖို့ပြီးရင်တည်ငြိမ်တဲ့ performance လေးတွေပြနိုင်ဖို့အတွက်ပြောတာပါဒါကြောင့်မလို့ကျွန်တော်တို့ United အသင်းဒီ CB ခန်းစစ်ကစားသမားတဦးဒါမှမဟုတ်နှစ်ဦးတော့ခေါ်ယူတင်တယ်လို့ကျွန်တော်မြင်မိတယ်ခင်ဗျဟုတ်ကဲ့ပါကြည့်ရှုပေးကြတဲ့မိတ်ဆွေတွေအနေနဲ့ရော United အသင်း CB ခန်းစစ်ကစားသမားခေါ်နိုင်ရှိမရှိခေါ်ခဲ့မယ်ဆိုရင်ရောကဘယ်ကစားသမားတွေခေါ်ယူသွားနိုင်မလဲဆိုတာဝေဖန်ကြံပြုပေးသွားကြပါဦးခင်ဗျကျေးဇူးပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ